ဇက်လန်တစ်ခုကောင်းမိုးဆိုရင်မိတ်ကရက်တာတွေနဲ့အတူအမြဲပါဝင်နေတဲ့ဗီလိန်တွေကအရေးကြီးသလိုဗီလိန်တွေကြောင့်ပဲဇက်လန်ကကောင်းလားမကောင်းလားဆိုတာကိုဆုံးဖြတ်ကြတာဖြစ်ပါတယ်။ဒါကြောင့် One Piece ထဲမှာဗီလိန်တွေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်ထင်မြင်ချက်နဲ့ပြောပြပေးသွားပါမယ်။အရင်ဗီဒီယိုမှာတော့က Elvita, Morgan, Baki, Kuro, Donkey နဲ့အားလုံးတို့အကြောင်းကိုပြောပြခဲ့ပြီးဒီဗီဒီယိုမှာတော့ Crocodile, Ant နဲ့ Lucci နဲ့ Moria တို့ကဇက်လန်အပေါ်ဘလောက်ထိတက်ရောက်မှုရှိခဲ့တဲ့ဗီလိန်တွေလဲဆိုတာနဲ့ဘယ်ဗီလိန်တွေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်ထင်မြင်ချက်နဲ့ပြောပြပေးသွားပါမယ်။ကိုခိုတိုင်းကဘာရူကွင်းဆိုတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ဘာရူကွင်းအဖွဲ့ကသရှိုလောက်တာလောက်ကျန်တက်ပြတ်တာအကြံဖက်လူယူတာဘောင်းနီဟန်တာစတဲ့ကြီးစားမှုဆိုလုပ်ငန်းတွေကိုလောက်ကင်တဲ့ကြီးမားတဲ့လှုပ်ဝက်ရာဇဝတ်ခိုင်းကြီးဖြစ်ပြီးအဖွဲ့ဝင်ဘောင်းနီဟန်တာ2000လောက်နဲ့ဖွဲ့စည်းထားတဲ့ခိုင်းတစ်ခုဖြစ်ပါတယ်။ခိုင်းထဲမှာခေါင်းဆောင်ကိုဘယ်သူမှမတိကျသလိုပါဝင်တဲ့အဖွဲ့ဝင်တွေကိုလည်းကုန်းနံပါတ်တွေနဲ့ပဲခေါ်ကြပြီးကုန်းနံပါတ်သေးလေးယာဒူကြီးလေးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ခိုတိုင်းကိုမစ္စတာဇီရိုလို့သိကြပြီးဘာရူကွင်းအဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကတိုင်းပြည်တစ်ခုကိုသိမ်းပိုက်ဖို့ဖြစ်ပြီးနံပါတ်နေတဲ့သူတွေကသူတို့သိမ်းပိုက်လိုက်မယ်တိုင်းပြည်မှာယာဒူကြီးကိုခန်းစားရမယ်လို့သတ်မှတ်ထားကြပါတယ်။ခိုတိုင်းရဲ့ဘရူကွင်းအဖွဲ့ကသိမ်းပိုက်ဖို့ကြံစည်ခဲ့တဲ့တိုင်းပြည်ကအလုံးသိပြီးသားအာလာဗာစတာပါ။အာလာဗာစတာအက်ကိုကြည့်ချင်အားဖြင့်ခိုတိုင်းကအညံ့များတဲ့အဖွဲ့အစည်းတစ်ခုကိုတေချာလီဒါရှစ်လုပ်နိုင်တာကိုတွေ့ရပါတယ်။ခိုတိုင်းရဲ့အစီအစဉ်ကို Operation Utopia လို့ခေါ်ပြီးအစီအစဉ်အရာ Dash Pounder ကိုမြို့တော်အာလူဘန်နာမှာပဲတုံးခဲ့ပါတယ်။ Dash Pounder ကလေထုထဲကစိုးထိုင်းမှုကိုစုပ်ယူတဲ့သဘောမျိုးနဲ့မိုးရွာအောင်ပြုလုပ်တဲ့ပစ္စည်းမျိုးပါ။ဒါပေမဲ့ Dash Pounder သုံးတဲ့နေရာမှာပဲမိုးရွာပြီးအခြားဒေသတွေမှာမိုးခေါင်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Dash Pounder ကလေထုထဲကစိုးထိုင်းမှုအကုန်လုံးကိုစုပ်ယူလိုက်တော့အခြားဒေသကမိုးတိမ်တွေနဲ့အတူမိုးကိုပါခိုးယူသလိုဖြစ်ကအခြားဒေသတွေမှာမိုးခေါင်မှုကိုခံရတတ်ပါတယ်။ဒါရဲ့ဥပမာကတော့ Dash Pounder သုံးတဲ့တိုင်းပြည်မှာပဲမိုးရွာပြီးနီးစပ်ရာတိုင်းပြည်မှာမိုးခေါင်မှုတန်းကိုအရန်ခံရတာကြောင့်နိုင်ငံအချင်းချင်းစစ်ဖြစ်ကြပြီးဒါကြောင့်ပဲအစိုးရက Dash Pounder အသုံးပြုမှုကိုတားဆီးခဲ့ပါတယ်။ခိုတိုင်းကအာလာဗာစတာလိုရေရှားပြီးခန္ဓာရတိုင်းပြည်မှာဘရင်ကပဲနန်းတော်ကိုမိုးရအောင် Dash Pounder အသုံးပြုခဲ့သလိုနဲ့ပြည်သူတွေနဲ့တွေ့ခဲ့ခဲ့ပါတယ်။ခိုတိုင်းရဲ့အစီအစဉ်ကအာလာဗာစတာမှာ Dash Pounder ကြောင့်အခြားဒေသမှာမိုးမရွာတော့ပဲအာလာဗာစတာလိုခန္ဓာရဒေသဖြစ်လို့ရေရှားပါမှုတံကိုခံရကဒါကြောင့်ပဲပြည်သူတွေကဘရင်ကိုပုံကန်အောင်စီစဉ်ခဲ့တာပါ။ခိုတိုင်းရဲ့အစီအစဉ်ကအောင်မြင်ပြီးအာလာဗာစတာမှာဘရင်ကိုအယုံကြည်ပြတ်ခါတော်လန်ရဲ့အဖွဲ့တွေပေါ်လာခဲ့ပါတယ်။ထို့နောက်ခိုတိုင်းကမစ္စတာတူဘုံကလေးရဲ့မာရီနိုမီဒဘယ်ဖရုအစွမ်းနဲ့ဘရင်ပုံစံပြောင်းခါတော်လန်ရေးတက်နဲ့ဘရင်တက်အကြားတိုက်ပွဲကိုစတင်ခဲ့ပြီးဘရင်တက်နဲ့တော်လန်ရေးတက်တွေမှာလည်းသူ့လူတွေကိုထည့်ကထိုလူတွေကပဲစတင်ပြတ်ခတ်ပြီးတိုက်ပွဲကိုစတင်စေခဲ့ပါတယ်။ထို့နောက်ဘရင်တက်ကောတော်လန်ရင်တက်ကောအခြေအနေမကောင်းတော့ပဲတိုင်းပြည်ပြိုကွဲနေချိန်မှာအာလာဗာစတာကိုတင်ပိုက်ဖို့စီစဉ်ခဲ့ပါတယ်။ဒါနဲ့ပဲခိုတိုင်းရဲ့အစီအစဉ်ကမပြီးသေးပါဘူး။အာလာဗာစတာရဲ့ပေါ်နက်ကလစ်မှာအေရှားဝက်ပုံကိုဖော်ပြထားလို့အေရှားဝက်ပုံကအာလာဗာစတာမှာရှိတယ်လို့ထင်ကအာလာဗာစတာမှာအခြေချပြီးအေရှားဝက်ပုံကိုဖော်ထုတ်ကတကဘာလုံးကိုတင်ပိုက်ဖို့စီစဉ်ခဲ့တာပါ။အေရှားဝက်ပုံတွေကပင်လယ်ပြင်တဝှမ်းကိုဖျက်ဆီးနိုင်တဲ့အင်အားကြီးဆုံးလက်နက်တွေပါ။ One Piece မှာပလူတွန်ပိုဆိုင်ဒွန်ယူရေနက်ဆိုပြီးအေရှားဝက်ပုံ3လက်ရှိကြပါတယ်။ပိုဆိုင်ဒွန်ကလက်နက်ဆိုတာတက်ရှိဖြစ်ပြီးရေသူမမင်းသမီးရှိတော်ဟိုရှိပါ။ပိုဆိုင်ဒွန်ရဲ့အစွမ်းကတော့စီကင်းတွေကိုအမိတ်ပေးနိုင်တာဖြစ်ပြီးစီကင်းတွေရဲ့အရွယ်အစားနဲ့အခေါင်ရည်ကြောင့်ကျုံတကျုံကိုခဏလေးအတွင်းမြေပုံကပါပျောက်သွားနိုင်တော့တဲ့အထိအဖြတ်စွမ်းအားကြီးပါတယ်။ဒီလိုအဖြတ်စွမ်းအားကြီးတာကြောင့်ဝက်ပုံတစ်ခုလိုခေါ်ပြီးစိတ်ပိုင်ရင် One Piece War ကိုပါရေအောက်တဲ့အထိနှိမ့်မြုပ်နိုင်ပါတယ်။ဒုတိယတစ်ခုက UANS ဖြစ်ပြီးဘလို့လက်နက်အမျိုးအစားလဲဆိုတာတော့မသိရသေးပါဘူး။ဒါပေမဲ့သိကြတာကတော့အီမူလူလီရှာမှာသုံးခဲ့တဲ့လက်နက်က UANS ဖြစ်ပြီးစက္ကန့်ပိုင်းအတွင်းကျုံးဘော်ကိုလေဆာတွေနဲ့ပစ်ကာတကြုံလုံးကိုရေအောက်အထိနှိမ့်မြုပ်ပြီးမြေပုံကပါအဆနာမကျန်ပျောက်သွားနိုင်တဲ့အထိအဖြတ်စွမ်းအားကြီးပါတယ်။ပလူတွန်ကိုခိုတိုင်းကအာလာဗာစတာမှာရှိတယ်လို့ထင်နေပေမဲ့အမှန်တော့အာလာဗာစတာကပေါ်နက်ကလစ်ကပလူတွန်ရဲ့နေရာကိုညွှန်ပြထားတာဖြစ်ပြီးအမှန်တော့ပလူတွန်ကဝါနိုမီတောင်အောင်ပါပါပလူတွန်ကိုဝါနိုမာတုံးကတွေ့ခဲ့ရမယ်လို့ဖြစ်ပြီးလူဖီကစိတ်ဝင်စားလို့သာကျွန်တော်တို့မတွေ့ခဲ့ရတာပါပလူတွန်ကအခုချိန်ထိစစ်တင်မောဆိုတာပဲသိခဲ့ရပြီးအခြားဘာမှမသိရသေးပါဘူးခိုတိုင်းရဲ့အစီအစဉ်ကပြည်စုံခဲ့ပြီးအောင်မြင်ခံနီးမှာ straw hat တွေကြောင့်ပျက်စီးခဲ့ရပါတယ်ခိုတိုင်းကဆူနာနိုမီဆက်ဆန်ဖရုကိုစားထားပြီးတဲတွေကိုစိတ်ကြိုက်ထုံနိုင်ထိန်ချုံနိုင်တဲ့လိုကီယာတိုက်ဒဘယ်ဖရုပါခိုတိုင်းကရှိရှိပူကိုင်းဖြစ်ပြီးတကယ်ကိုအင်အားကြီးတဲ့ character တစ်ယောက်ပါ
ရှိရှိပူခိုင်းဆိုတာကရေတက်တွေကတန်မာတဲ့ပင်လယ်ဓမြတွေကိုသူတို့ကိုဒုက္ခမပေးနိုင်အောင်သူတို့လက်အောက်ကိုခေါ်ထည့်ထားတဲ့လူတွေပါရှိရှိပူခိုင်းတွေကအရန်ကိုကျမ်းမှာရေတက်ကကောက်တွေကကိုယ်နိုင်ခေါ်တာဖြစ်ပြီးလောတော်ရှိရှိပူခိုင်းဖြစ်မို့ပင်လယ်ဓမြ100ရဲ့နှလုံးတွေကိုရေတက်ကိုပေးပြီးမှဖြစ်လာတာပါရှိရှိပူခိုင်းဖြစ်သွားရင်ရေတက်ကထုတ်ထားတဲ့ဘောင်းဒီတွေကိုပြန်ရောက်တင်ပေးပြီးပင်လယ်မှာရေတက်ရန်နဲ့ဘောင်းဒီဟန်တာတွေရဲ့ရန်ကိုမကြောက်ရပဲလွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်ဒါပေမဲ့ရေတက်ကလိုအပ်ရင်လည်းရေတက်ဘက်ကနေတိုက်ခိုက်ပေးရပါတယ်ခရိုခိုဒိုင်းလိုရေတက်ကဖိတ်ခေါ်ထားရတဲ့ရှိရှိပူခိုင်းကိုလူဖီလိုကြက်မပြေးတဲ့ကောင်ကပဲထိတ်တိုက်ရင်ဆိုင်ဖို့လုပ်ရတာပါလူဖီကခရိုခိုဒိုင်းကိုမနေ့အနိုင်ယူခဲ့ရတာဖြစ်ပြီး၃ချိန်တီတီကြာရှုံခဲ့ပါတယ်ခရိုခိုဒိုင်းကလူဖီကိုအစတည်းကထိုက်တန်တဲ့ပြိုင်ဘက်လို့သတ်မှတ်ပြီးအတီချခဲ့ရင်ခုလိုဇက်လန်ရှိကြီးကိုကြည့်ရမှာမဟုတ်ပါဘူးခရိုခိုဒိုင်းကလူဖီမှောက်နေတဲ့အချိန်မှာအဆုံးမသက်ခဲ့လို့သာအခုလိုအပိုင်း1000ကျော်ကိုကြည့်ခဲ့ရတာပါလိုကီယာယူဇာတွေကိုဟာခီမပိုင်ရင်ထိခိုက်မှုမပေးနိုင်ပါဘူးလိုကီယာရဲ့တဘာဝအစွမ်းအရာတဲဆိုတဲလိုဖြစ်နေတာကြောင့်တိုက်ခိုက်ချက်တွေကယူဇာကိုဟာခီမပိုင်ရင်မထိခိုက်ပါဘူးပုံမှန်အချိန်မှာဆိုငပေါ်အကြီးစားလိုနေပြီးပဒဲမှာစောက်ရန်ညံကောင်းတဲ့လူဖီကလိုကီယာရဲ့တဘာဝအားနည်းချက်ကိုသုံးကတိုက်ခိုက်နိုင်ခဲ့ပါတယ်တဲကိုရေနဲ့ထိရင်မာတဲ့သဘောအရာလူဖီကလက်တွေခြေတွေမှာရေကိုသုံးကထိခိုက်မှုပေးနိုင်ခဲ့ပါတယ်လူဖီကခရိုခိုဒိုင်းကိုမရမကအနိုင်ယူပြမယ်ပင်လယ်ဓမြပရင်ဖြစ်လာမဲ့လူတစ်ယောက်ကမင်းကိုမရှုံးနေစေရဘူးဆိုတဲ့စိတ်ဓာတ်တွေနဲ့လက်တီတွေကြောင့်ခရိုခိုဒိုင်းက3ချိန်မြောက်လူဖီပြန်လာတဲ့အချိန်မှာအရှုံးပေးခဲ့ရပါတယ်ခရိုခိုဒိုင်းက9ချိန်ထိဇက်လန်ထဲမှာအရေးကြီးဆုံးဆိုတဲ့နေရာမှာရှိနေတော့မှာပဲခရိုခိုဒိုင်းရဲ့အစီအစဉ်နဲ့ငွေအားကြောင့် cross scale အသင်းပေါ်လာတာဖြစ်ပြီးကုဆိုဘာကီမီဟုတ်နဲ့အတူရောက်ကွန်အဖွဲ့တဲ့ရောက်နေပြီး One Piece ကိုရှာဖွေတဲ့ပြိုင်ပွဲထဲပြန်ဝင်လာခဲ့ပါပြီခရိုခိုဒိုင်းကသူ့ရဲ့အစီအစဉ်တွေသူ့ရဲ့အဖွဲ့တစ်ခုကိုအုပ်ချုပ်နိုင်စွမ်းနေကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီလိန်ဖြစ်ပြီး White Bee ရဲ့မီဟော့ဒေါ်ဖရာမင်ဂိုတို့ကို Marineford မှာရှင်းတိုင်းနိုင်ခဲ့တဲ့ကောင်ဖြစ်တာကြောင့်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပြီး rating ပေးရမယ်ဆိုရင်စစ်တော့ထမ်းပေးပါတယ် NL က Skypiea app မှာပါဝင်လာခဲ့တာပါ NL က Skypiea မှာသူ့ရဲ့ဂူရိုနိုမီခေါ်မိုဂျိုအတီလိုကီယာတိုက်ဒဘယ်ဖရုနဲ့နက်ဖယာတပါလို့နေထိုင်ခဲ့ပါတယ်အန်နဲကသူ့တပယ်ဖရုကိုကောက်ကောင်အသုံးချတတ်သူဖြစ်ပြီး Skypiea တကြုံလုံးကိုသူ့ရဲ့လျှက်စီလိုင်းတွေနဲ့ဘသူတွေဘာတွေလုံနေလဲကအစားသိပါတယ်ဒါကြောင့်လဲ Skypiea ကလူတွေကအန်နဲကိုခေါ်လို့တတ်မှတ်ကြပြီးအန်နဲမကြိုက်တာလုံမိတာနဲ့မိုဂျိုနဲ့ပြစ်ခန်းထိပါတယ်အန်နဲကသူ့တပယ်ဖရုကိုကောက်ကောင်အသုံးချတတ်တယ်လို့မန်ဒရာကိုလည်းကောက်ကောင်အသုံးချတတ်သူပါမန်ဒရာကနောက်ပိုင်းမှာသိရတဲ့ observation haki ပါပဲဒါကြောင့် NL က observation haki ကိုစတင်မိတ်ဆက်ပေးခဲ့တဲ့ character လို့လည်းပြောလို့ရပါတယ်မန်ဒရာကရန်သူရဲ့စိတ်ကိုကြိုဖက်နိုင်ကတိုက်ကွက်တွေကိုကြိုသိနေပြီးရှောင်နိုင်ပါတယ်ဒါကြောင့်ပဲစောက်တလွဲညံကောင်းတဲ့လူဖီရဲ့ဂူမူနိုမီစိတ်ပလာဆိုတဲ့ legendary တိုက်ကွက်ကိုတွေ့ခဲ့ရပါတယ် observation haki သုံးသက်တဲ့ user တွေကိုအနိုင်ယူခြင်းရင်စိတ်ထဲမှာဘာမှမတွေးပဲတိုက်ခိုက်မှရပြီးobservation haki user ထက် observation haki ပိုကောင်းရင်လည်းရပါတယ်။ဒါပေမဲ့အချိန်တုန်းကလူဖီက haki ကိုဖြူလားမဲသလားတောင်မသိသေးပါဘူး။ဒါအပြင်အန်နဲကလူဖီကိုနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ပတဲကအန်နဲသုံးခဲ့တဲ့200 million ဘိုအာမာရူဖောင်ဆိုရင်ဇို1 awakening user တွေမှာတွေ့ရတတ်တဲ့တိမ်လိုအရာကိုနောက်ကျော်မှာတွေ့ရပါတယ်။အန်နဲကပြင်းထန်တဲ့တိုက်ကွက်တွေခံရတဲ့အခါနှလုံးခုန်ရက်သလိုမျိုးအမောက်သိမ်းခံရသလိုဖြစ်ရင်လည်းသူ့ရဲ့ double fruit အစွမ်းနဲ့သူ့နှလုံးကိုပြန်ခုန်အောင်လုပ်နိုင်ပါသေးတယ်။သကြိုးလုံးကိုပါလျှက်စီးတွေနဲ့သိနိုင်သလို double fruit အစွမ်းကိုလည်းတေချာသုံးနိုင်နေတာကြောင့်မကွန်ဖိုင်းထားပေမဲ့ NL ကို double fruit awakening user လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။ NL ရဲ့ double fruit က Lokia မှာတောင် OP double fruit လို့ပြောလို့ရပြီး Lokia ရဲ့သဘာဝအားနည်းချက်ကြောင့်ပဲလူဖီလိုရောဘာလူသားကလျှက်စီကိုဘာအကူအညီမှမပါပဲထိခိုက်အောင်တိုက်ခိုက်နိုင်ခဲ့တာပါအန်နဲကဒဘယ်ဖရုရဲ့ပါဝါနဲ့ဆိုတကယ်ပဲခေါ်လို့ပြောလို့ရပြီးအန်နဲကသူ့ရဲ့သဘာဝအားနည်းချက်လူဖီနဲ့တွေးလို့သာရှုံးနေခဲ့တာပါလျှက်စစ်ကရာဘာကိုဘာမှထိခိုက်အောင်ဒဏ်မေ့မပေးနိုင်ပါဘူးနောက်ဆုံးမှာမိုးကြိုးနဲ့ဘလိုတိုက်တိုင်အင်မြူဖြစ်နေတဲ့လူဖီရဲ့ထိုးချက်နဲ့ပဲအမောက်သိမ်းခံခဲ့ရပါတယ် Skypiea app ကတကယ်ကိုကောင်းတဲ့ app တစ်ခုပါOne Piece မှာအချို့က Skypiea ကိုဇက်လန်နဲ့ဘာမှမဆိုင်လို့ကြော်ကြည့်လို့ရတယ်ဆိုကကြော်ကြည့်ကြပေမဲ့အမှန်တော့ Skypiea က One Piece ရဲ့ဇက်လန်ချင်းလို့တောင်ပြောလို့ရပါတယ်ကျွန်တော်အနေနဲ့ One Piece အစအဆုံးမကြည့်နိုင်ရင် Skypiea ကိုပဲကြည့်ဖို့အကြံပေးချင်ပါတယ်အစအဆုံးကြည့်တဲ့သူတွေကတော့ Skypiea ကိုမကြော်ပဲတေချာပြန်ကြည့်စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ Skypiea မှာလူမျိုးစုတွေသွေးကွဲကနေမြေလူကြပြီး200ကျော်ကြာအောင်စစ်ပွဲဖြစ်ပါခဲ့ပါတယ်
နောက်ဆုံးပါတီလေးတစ်ခုကြောင့်ပဲပြန်သိမ်းမြတ်ခဲ့ပြီး Sky PR ရဲ့ main villain ဖြစ်တဲ့ Annel က One Piece မှာ final villain ဖြစ်လာမဲ့အီးမှုနဲ့ဆင်တူတယ်လို့ကျွန်တော်အနေနဲ့ထင်မိပါတယ်။ Annel ကအီးမှုလို့သူ့ကိုယ်သူခေါ်လို့တတ်မှတ်နေပြီးနောက်ဆုံးမှာ Sky PR ကျွန်းကို Annel သုံးခဲ့တဲ့ Raingo ဆိုတဲ့မိုးတိမ်လုံးကြီးကအီးမှုသုံးခဲ့တဲ့ Uranus နဲ့တူပြီးကျွန်းကိုအစားဖြောက်ဖို့တကြိုးလုံးကိုမိုးကြိုးတွေနဲ့ပစ်တဲ့သဘောမျိုးပါ။ Sky PR ကအီးမြင့်ခွင်းကို One Piece ရဲ့အနာဂတ်မှာမြင်ရမယ်လို့ခန့်မှန်းနေကြပြီးတကယ်လဲ One Piece ရဲ့ final ပဒယ်မှာအီးမှုကအားလုံးကိုအစားဖြောက်ဖို့ Uranus ရဲ့အစွမ်းနဲ့ကျိုးနိုင်ကိုဖျက်ဆီးမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။ Sky PR ကမျိုးနယ်စုတိုင်းလှေတွေနဲ့ပင်လယ်ပြင်ကိုထွက်ခါနေရတဲ့မြင်ကွင်းကလည်း final ပဒယ်မှာအီးမှုနဲ့အေရှားဝက်ပုံတွေကြောင့်ကဘာပေါ်ကလူတွေမနေနိုင်တော့ပဲပင်လယ်ပြင်ထွက်နေရမယ်ထင်ပါတယ်။အေရှားဝက်ပုံသုံးရင်ကျွန်းကိုအစားအနားမကျန်ဖျက်ဆီးပြီးပင်လယ်ရေကိုမီတာ200လောက်မြင့်တက်လာတာကြောင့် final ပဒယ်မှာသာအေရှားဝက်ပုံတွေကိုအကြိမ်များစွာဇက်တိုင်အသုံးပြုကြရင် One Piece ဘောတစ်ခုလုံးကိုတောင်ရေလွှမ်းနိုင်တယ်ဆိုတဲ့သီဟိုဒီတွေလည်းရှိပြီး Noah သင်္ဘောရဲ့တာဝန်ကလည်း final ပဒယ်မှာလူတွေကိုကယ်တင်ဖို့လို့ပဲထင်ပါတယ်။ဒါကြောင့် Sky PR က One Piece ရဲ့အချင်းချုပ် version လို့ပြောလို့ရပြီးလုံးဝလက်မလွတ်သင့်တဲ့ app တစ်ခုပါ။ဒါအပြင် Sky PR မှာ Oda က foreshadow လုပ်ထားတာတွေအများကြီးရှိပါသေးတယ်။ Annel ကအခုဆို Luffy နဲ့ပဒယ်အပီးမှာလားပုံမှာတနေနေသလိုအီးမှုကလည်း One Piece ဘောကိုအဆုံးတက်ပြီးအခြားတနေရာတစ်ခုကိုရွှေ့ပြောင်းမယ်ဆိုတဲ့သီဟိုဒီတွေလည်းရှိပါတယ်။ဒါတွေကသီဟိုဒီတွေပဲဆိုတော့တကယ်ဖြစ်လာမယ်လို့ပြောလို့မရသလိုသီဟိုဒီတွေကလည်းပြောတဲ့လူတွေကပါဇက်အရသာခံပြီးပြောကြသလိုနားထောင်သူတွေကလည်းနားအရသာခံမှုသာဖြစ်ပြီးတကယ်မဖြစ်လာရင်အရန်ကြီး serious ထားလို့လည်းမရပါဘူး။ Annel ကတကယ်ကိုကောင်းခဲ့ပြီး Sky PR app ကလည်းကျွန်တော်အရန်ကြိုက်ခဲ့တာကြောင့် Annel ကို rating ပေးရမယ်ဆိုရင်6 out of 10ပေးပါတယ်။ Rod Lucci က CP9 အဖွဲ့ဝင်ဖြစ်ပြီး CP9 က Walker Batman ရဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုပါ။ CP1 ကနေ CP8 ထိတရားဝင်ချပြထားပေမဲ့ CP9 ကတော့ဘယ်သူမှမသိအောင်လှုပ်ဝက်ထားတဲ့အဖွဲ့တစ်ခုပါ။ CP9 ကို Walker Batman ကလှုပ်ဝက်သက်ဖြတ်ခြင်းတွေကိုစိတ်ကြိုက်ပြုလုပ်ခွင့်ပေးထားပြီးအန်တရယ်များတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ CP9 မှာအဖွဲ့ဝင်တွေကိုငငယ်လေးထက်ကနေ assassin ကောင်တယောက်ဖြစ်အောင်တေချာထွေးနှကြပြီး Rokushiki 3နိုင်နဲ့ကျမ်းပါတယ်ဆိုတဲ့ကောင်တွေနဲ့ပဲဖွဲ့စည်းထားတာပါ။ Rod Lucci က CP9 မှာအကျဉ်းဆုံးဖြစ်ပြီး Rokugan ကိုပါသုံးနိုင်ပါတယ်။ Rokugan က Rokushiki 6ခွက်လုံးကို100ကျပ်ကျသုံးသက်မှာ Rokugan ကိုသုံးတတ်တာပါ။ CP9 မှာ Lucci ကပဲဒါကိုတေချာသုံးပြခဲ့ပါတယ်။ Rokugan က short way တုံခါမှုနဲ့အတွင်းပိုင်းကိုတိုက်ခိုက်တဲ့တိုက်ခိုက်နည်းပုံစံမျိုးပဲဖြစ်ပါတယ်။ Lucci ကအသက်15နှစ်ထဲမှာတင်မစ်ရှင်တစ်ခုနဲ့ပင်လယ်ဓမြတွေစီမှာဖမ်းဆီးခံထားရတဲ့ရေတပ်သားအယောက်100စီစေလို့ခံခဲ့ရပါတယ်။ Lucci ကရေတပ်သား100ကိုဖမ်းဆီးထားတဲ့ပင်လယ်ဓမြတွေစီကိုတယောက်တည်းသွားခဲ့ပြီးသူ့မစ်ရှင်အရာရေတပ်သားတွေကိုကယ်တင်ဖို့မဟုတ်ပဲပြောညံ့လို့ဖမ်းဆီးခံရတဲ့သူတွေမျိုးတပ်ပစ်ခိုင်းခဲ့တာပါ။ Lucci ကအသက်15နှစ်အရွယ်မှာတယောက်တည်းနဲ့ရေတပ်သား100လုံးနဲ့ပင်လယ်ဓမြအဖွဲ့တစ်ခုလုံးကိုပါမစ်ရှင်အရာတပ်ပစ်ခဲ့ပါတယ်။ Lucci ရဲ့ flashback အရာ Lucci ကရေတပ်အတွက်လူသက်လက်နက်ဖြစ်ပြီးငယ်ဘဝထဲကမျက်နှာမှာခန်းစားချက်မရှိပဲအမိန့်မှန်သမျှကိုဆောင်ရွက်နိုင်အောင်တန်မာနေပါပြီ။ Lucci ကိုအချို့ကလည်းရေတပ်ရဲ့နောက်လိုက်ခွေလို့ခေါ်ကြပြီးဒါကလည်း Lucci ကိုယ်တိုင်ကခန်းစားချက်မရှိပဲရေတပ်သားမှန်တယ်ဆိုကအမိန့်မှန်သမျှကိုလိုက်လုပ်ပေးခဲ့လို့ပါ။ Lucci က Nico no Mi Modern Leopard အသီးကိုစားထားတာပါ။ဇိုဝံအမျိုးအစားတွေကဖြစ်ပြီးဇိုဝံတွေထဲမှာအသားစားဇိုဝံတွေကပိုကျန်းတာကြောင့် Lucci ရဲ့ပုံစံနဲ့သူ့ double fruit နဲ့ဆိုရင်တကယ်ကိုသွေးစားနေတဲ့သားရဲကောင်လိုကျန်းပါတယ်။ Luffy က Lucci ကိုမနေ့အနိုင်ယူခဲ့ရပြီး Lucci ရဲ့ Rokugan ကို Luffy က2ကြိမ်တိတိကြက်ကြန့်ခံတောက်ခံခဲ့ပြီး Luffy လိုခန္ဓာရည်ကောင်းပြီးတိုက်ခိုက်ရင်အဆုံးထိအနိုင်တိုက်မဲ့ဆိုတဲ့စိတ်ဓာတ်ကြောင့်သာ Lucci ကိုအနိုင်ယူနိုင်ခဲ့တာပါ။ Lucci ကနောက်ဆုံးမှာ Luffy ရဲ့အပြင်းလှတဲ့ Jet Gatling ကိုအာယုံ body နဲ့တောင်မတောက်ခံနိုင်တော့ပဲအရှုံးပေးခဲ့ရပါတယ်။နောက်ပိုင်းအဟတ်မှာ Lucci ကပြန်လည်ပါဝင်လာခဲ့ပြီးသူ့ရဲ့ double fruit ကိုအဝိကန်နီလုံးနိုင်ခဲ့ပေမဲ့အန်နဲ့ Luffy ကလို Luffy နဲ့ level တန်းတူမရှိတော့ပဲ Luffy ရဲ့ Gear 5 အသစ်ကိုဘယ်လိုမှမရှင်းနိုင်တော့ပါဘူး။အခုဆို Luffy ကိုတောင်မဟုတ်ပဲအရင်ကအနိုင်ကျင့်ခဲ့တဲ့ Zoro ကိုတောင်အနိုင်ယူနိုင်တဲ့ level မှာမရှိတော့ပါဘူး။ခုအဟတ်မှာ Zoro နဲ့ Lucci တို့ကတိုက်ခိုက်နေကြပေမဲ့ Lucci ကို Zoro ကအစထဲကအတီတိုက်ရင်တိုက်ပွဲကတစ်ချက်တည်းနဲ့ပြီးပါတယ်။ Lucci ကနောက်ပိုင်းဇက်လန်ထဲမှာအရေးပါလာမယ်လို့လည်းမထင်တော့ပါဘူး။ကျွန်တော်အနေနဲ့ရေတပ်ရဲ့ assassin ကြီးကို rating ပေးရမယ်ဆိုရင်5 out of 10ပေးပါတယ်။ Gekko Moria က trailer pack ရဲ့ main villain ဖြစ်ပါတယ်။ Gekko Moria က Gake no Mi Paramecia တိုင် double fruit user ဖြစ်ပြီးအရေးတွေကိုထိချုံနိုင်စွမ်းရှိပါတယ်
ထွေလာပတ်ကကျွန်းလိုထင်ရလောက်အောင်ကြီးမားတဲ့တင်မောကြီးဖြစ်ပြီးမြူခိုတွေထဲမှာပဲအမြဲတည်ရှိနေပါတယ်ထွေလာပတ်ကိုအရေးထဲကနေဂကုမောရီယာကထိန်းချုပ်ထားတာပါထွေလာပတ်မှာဂကုမောရီယာဖန်တီးထားတဲ့ဖုတ်ကောင်စစ်တပ်ကြီးရှိပြီးဂကုမောရီယာရဲ့ဂါကဲဖရုအစွမ်းကအလောင်းကောင်တွေထဲမှာမော်ရီယာထုတ်ယူထားတဲ့အရေးတွေကိုထဲလိုက်ရင်ဖုတ်ကောင်တွေကနှုတ်ယူခံထားရတဲ့အရေးပိုက်ရှင်ရဲ့အသိစိတ်နဲ့ပြန်လဲရှင်းသလာပါတယ်။ဒါပေမဲ့အရေးပိုက်ရှင်ရဲ့အသိစိတ်ကခဏပဲရှိပြီးအချိန်တစ်ခုရောက်ရင်မော်ရီယာရဲ့အမိတ်ကိုနာခံရတဲ့ဖုတ်ကောင်တွေဖြစ်လာမှာပါ။မော်ရီယာကသူ့ပရိုင်းမာတုန်းကဂိုင်းတို့ကိုရှင်းတိုင်းနိုင်ခဲ့တာကြောင့်ရှော့တက်လို့တော့မရပါဘူး။ဝါနိုမှာဂိုင်းတို့ကိုတွားရင်ဆိုင်ပြီးရီယိုမာရဲ့အလောင်းနဲ့ဓာတ်ကိုခိုးယူခဲ့ပါတယ်။ရီယူမာရဲ့အလောင်းမှာဘရုတ်ရဲ့အရေးကိုထည့်လိုက်တော့ဘရုတ်ရဲ့တိုက်ခိုက်နီးစတိုင်နဲ့ဘလက်ဘလိတ်ဓာကြီးကိုကင်ထားပြီးရီယူမာကဖုတ်ကောက်အနေနဲ့ပြန်လဲရှင်းသက်လာပါတယ်။ဒါပေမဲ့မော်ရီယာရဲ့အစွမ်းကအရေးထိတ်ခန့်ထားရတဲ့ဖုတ်ကောင်ကမူလစိန်မရှိတော့ပဲမော်ရီယာအရေးနှုတ်ယူထားတဲ့သူရဲ့ fighting style ကိုဒါသုံးနိုင်ပြီး double fruit ကိုတော့မသုံးနိုင်ပါဘူး။ပြီးတော့မော်ရီယာအရေးထိထားတဲ့ဖုတ်ကောင်တွေကိုအနိုင်ယူဖို့ဆိုတာကလည်းမခက်ခဲလာပါဘူး။မော်ရီယာအရေးထိထားတဲ့ဖုတ်ကောင်တွေကိုအနိုင်ယူဖို့မခက်ခဲတာကြောင့်သာဇိုရိုအနေနဲ့ legendary swordman supreme great sword တွေကရှီဇူရီကိုကိုက်ဆောင်တဲ့ရီယူမာကိုအနိုင်ယူနိုင်ခဲ့တာပါ။မဟုတ်ရင်ဇိုရိုကရီယူမာကိုအဟက်ကအခြေအနေနဲ့ရင်ဆိုင်ရင်တော့မနိုင်တော့သေးပါဘူး။ဒါပေမဲ့မော်ရီယာရဲ့ double fruit ကအဝေးကန်နီးတော့မဖြစ်သေးပါဘူး။ခုချိန် Black Beard ကမော်ရီယာကိုဟာရှီနိုဆူမှာပူပေါင်းဖို့ပြောခဲ့ပြီးမော်ရီယာကတော့ညှင်းပယ်ခဲ့ပါတယ်။နောက်ပိုင်းကိုတော့တေချာမသိရပေမဲ့ပူပေါင်းတာမလုပ်ခဲ့ရင်တော့ Black Beard လို double fruit တွေကိုအမဲလိုက်တဲ့သူတွေကြောင့်မော်ရီယာရဲ့ double fruit ကဇက်လန်ထဲမှာပြန်ပါလာနိုင်ပါတယ်။ဂါကေနိုမီကိုအဝေးကန်နီလုပ်ပြီးတကယ်တန်မာတဲ့သူတွေဖြစ်ကြတဲ့ Roger White Beard တို့ရဲ့အလောင်းကို Black Beard ဖမ်းထားတဲ့ Greg ရဲ့အရေးထိလိုက်ရင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုကြည့်ချင်ပါသေးတယ်။မော်ရီယာကရှော့တက်လို့တော့မရပါဘူး။ဇက်လန်ထဲမှာဘာမှမလုပ်ပြနိုင်ခဲ့ပေမဲ့တကယ်တန်မာသူတွေရဲ့အလောင်းနဲ့အရေးကိုသာရယူနိုင်ပြီး double fruit awaken နေတာဖြစ်လာခဲ့ရင်မော်ရီယာရှိတဲ့ဘက်ကပဒေကိုအသာရနိုင်ပါတယ်။ကျွန်တော်အနေနဲ့မော်ရီယာကိုတိတ်မကြိုက်ပေမဲ့ဇက်လန်ထဲမှာပြန်မြင်ချင်ပါသေးတယ်။မော်ရီယာကို rating ပေးရမယ်ဆိုရင်5 out of 10ပေးပါတယ်။ဒီဗီဒီယိုကတော့ One Piece ထဲက feeling တွေဖြစ်ကြတဲ့ crocodile အန်နဲ့လူချီဒကွန်မော်ရီယာတို့ရဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်ပြီးနောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့ villain တွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်